အကိုရဲ့တဲ့အကူညီပါဦးနဲ့ကျွန်တော်ဘယ်လိုလုပ်ရမလဲတဲ့သူကအရန်နဲ့ရက်ဆက်တာပဲတဲ့တကယ်ဆိုရင်တဲ့သူ့မှာစိစက်ထားတဲ့သူရှိပါတယ်တဲ့စိစက်ထားတဲ့သူရှိရတဲ့နဲ့ကျွန်တော်မျှော်လင့်ချက်တွေပေးနေတယ်တဲ့ကျွန်တော်ကတော့ဘဝတစ်ခုကိုအတီတကျလက်တွဲမယ်ဆိုပြီးတော့မှကျွန်တော်ဘဝကြီးနဲ့ယဉ်ပြီးတော့မှကျွန်တော်သူ့အတွက်အလုပ်တွေလုပ်တယ်ပတ်စံတွေရှာတယ်ကျွန်တော်သူ့ကိုတင်းတက်တယ်မိသားဖတ်တာတင်တောင်းမယ်ဆိုပြီးတော့မှကျွန်တော်အလုပ်တွေအများကြီးလုပ်ခဲ့တယ်ကျွန်တော်သူ့ကိုအတီတကျပေါင်းမယ်ဆိုပြီးတော့မှကျွန်တော်ပတ်စံတွေအများကြီးမရရအောင်ရှာခဲ့တယ်အဲ့ကြားနေပြီးတော့မှသူကျွန်တော်ကိုဖွင့်မပြောသေးဘူးပေါ့သူနဲ့ကျွန်တော်နဲ့ချစ်သူ3 လကျော်နေပါပြီတဲ့အခုဆိုရင်တဲ့တကယ်ဆိုရင်သူ့မှာစိစက်ထားတဲ့သူရှိတယ်ဆိုရင်တဲ့ကျွန်တော်မျှော်လင့်ချက်တွေမပေးသင့်ပါဘူးတဲ့ဘာကြောင့်သူဒီလိုလုပ်ရတာလဲတဲ့4 လပြည့်တဲ့နေ့ကြမှာပဲတဲ့သူကျွန်တော်ဖွင့်ပြောတယ်တဲ့ဖွင့်ပြောတယ်ဆိုတာဟို surprise တစ်ခုလုပ်ဆန်ရှိတယ်လို့ပြောတယ်တဲ့ဆိုတော့ကျွန်တော်နဲ့ပတ်သက်ပြီးတော့မှ surprise လုပ်မယ်ထင်ပြီးကျွန်တော်ပျော်နေခဲ့တယ်တဲ့အရန်နဲ့ရင်ခုန်နေခဲ့တယ်တဲ့ကျွန်တော်ကိုသူမနှက်ဖြန်ထပ်တွေ့မယ်ဆိုပြီးကျွန်တော်ကိုသူရှိန်ခဲ့တယ်တဲ့မနှက်ဖြန်ကြတော့ကျွန်တော်တို့2 ယောက်တွေ့တဲ့အချိန်ကြာမှသူကျွန်တော် surprise ဆိုပြီးတော့မှစာရိုက်တဲ့အိတ်ဖွင့်ပြတယ်တဲ့ဖွင့်ပြတော့မှသူ့ရဲ့မင်္ဂလာဖိတ်စာဖြစ်နေတယ်အကိုရဲ့တဲ့ကျွန်တော်ရမ်းခံစားရတာပဲတဲ့သူ့ကိုကျွန်တော်ပြောတယ်တဲ့ဘာကြောင့်ဒါဘာလဲဒါဘာလောက်တာလဲမသိတော့ surprise လောက်တာလို့ပြောတယ်တဲ့အဲ့နေကြမှာပဲသူကျွန်တော်ပြောတယ်တဲ့လမ်းခွဲရအောင်မဖြစ်နိုင်တော့ဘူးလို့ပြောတယ်တဲ့ကျွန်တော်ကသူ့ဆွဲလန်းရှစ်ခဲ့တာလေယူမူရှစ်ခဲ့တာအကိုရဲ့တဲ့ကျွန်တော်ဘယ်လိုလုပ်ရမလဲတဲ့ကျွန်တော်ဟင်းသရညီလေးတယောက်ကစာရေးပြီးတော့မှအကူညီတောင်းတယ်အကိုရဲ့တဲ့ကျွန်တော်ရမ်းခံစားနေရတယ်တဲ့ကျွန်တော်ဘယ်လိုလုပ်ရမလဲဘာလုပ်သင့်တယ်လဲဆိုတာကျွန်တော်အကြံဉာဏ်လေးပေးပါဦးတဲ့မလုပ်ပါနဲ့နော်လူတစ်ဖက်တော့အဲ့လောက်ထိခံစားရအောင်မလုပ်ပါနဲ့မလုပ်ကြပါနဲ့သူ့မှာလည်းခံစားချက်ရှိတာပဲလေမဖြစ်နိုင်ဘူးဆိုကိုယ့်ဘက်ကအစတည်းကမျှော်လင့်ချက်မပေးပါနဲ့မျှော်လင့်ချက်မပေးတာအကောင်းဆုံးပါပဲကိုကတစ်ဖက်မှာစိစက်ထားတဲ့သူရှိတယ်အတီတကျနှစ်ဦးနှစ်ဖက်လုံးကပေးစားမယ်ယူကြမယ်ဆိုရင်တစ်ဖက်သားကိုမျှော်လင့်ချက်ကြီးမပေးပါနဲ့အရန်နဲ့ခံစားရမှာပါဘယ်လိုဖြစ်လို့လဲဆိုတော့အဲ့ဒီဝတ်တွေကမကြောက်ဘူးနော်အရန်လဲတယ်လောက်ပါနဲ့ဗျာနော်ကိုချင်းစာကြည့်ပါကိုရဲ့အကိုရဲ့မောင်နော်ကိုရဲ့သားဆိုလို့ရှိရင်ဘယ်လောက်ထိခံစားရမလဲလူတစ်ဖက်သားကိုသူ့ဘာနဲ့သူ့ဘာသာတည်ငြိမ်နေတဲ့ဘဝကိုတွားပြီးမဖြက်စီးပါနဲ့မနှောက်ယှက်ပါနဲ့ကို့မှာစစ်ဆက်ထားတဲ့သူရှိတယ်မယူမဖြစ်မနေကိုလက်ထပ်ရမယ်ယူရမယ်ဆိုရင်တောင်မှမဖြစ်နိုင်ဘူးဆိုသူတစ်ပါးကိုစိတ်ညစ်ဆိုင်မပေးပါနဲ့နော်မပေးပါနဲ့ဗျာတနာဖို့ဘယ်လောက်ကောင်းလဲနော်အတွက်ပြောချင်တာကလေကိုနဲ့မဖြစ်နိုင်ဘူးဆိုရင်လေဘယ်ရာမှလက်တက်မဆန်းတာအကောင်းဆုံးပဲနော်အဓိကအားဖြင့်ပြောချင်တာကလေသူများတစ်ဖက်သားကိုဒီလိုမျိုးမလောက်ကောင်းနော်မီးယိုတွားမဆတာအကောင်းဆုံးပဲနောက်ပြီးတော့မှအဲ့လိုမျိုးအစ်တစ်ခုကိုလည်းကိုမဖြစ်နိုင်ဘူးဆိုလို့ရှိရင်ဒီလိုလေးလည်းတွားမကန်ကြီးနဲ့လက်တက်လည်းမဆန်းကြီးပါနဲ့နော်အတွက်ကျွန်တော်ကပြောပြလိုက်ပါတယ်နော်အဲ့ဟင်းသရညီလေးကိုညီလေးဒီဘဝဒီညနဲ့ပေါ့နော်မိနိုင်အောင်ကြိုးစားပါနော်အခုပြောချင်တာကတော့ဒီဘဝဒီညနဲ့မိနိုင်အောင်ကြိုးစားပါငါညီလေးနော်နောက်ထပ်အချစ်တစ်တွေအများကြီးတွေ့အောင်ပါပါလို့ငါညီလေးနော်နောက်ထပ်ကိုယ့်ရဲ့စိတ်ကိုအာရုံပြောင်းမယ်ဆိုလို့ရှိရင်အားကစားလုပ်ပါနော်နောက်ထပ်စာအုပ်တွေများများဖတ်ပါပျော်ရွှင်အောင်နေပါနော်အစားတော့မှန်စားပါမိသားစုနဲ့နွေးနွေးထွေးထွေးနေပါညီကောင်မနဲ့အားလုံးနဲ့နွေးနွေးထွေးထွေးနေပါပြီးပါအောင်လုပ်ကြည့်ပါငါညီလေးနော်ငါညီလေးအဆင်ပြေမှာပါနော်နောက်ထပ်အသစ်တွေရှိသလိုအချစ်တွေကလည်းအများကြီးမွေးဖွားလာအောင်ပါလို့ကိုကပြောပြချင်ပါတယ်ငါညီလေးနော်ကျေးဇူးပါ